အားလုံးဝါသနာရှင်ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် live တင်ဆက်မှုအနေနဲ့နောက်ကြတော့သိခံပေးပါခင်ဗျကျွန်တော်တို့ team manager ဒီနေ့ကျွန်တော်တို့ဝင်ရောက်ပြီးတော့မှ registration လုပ်နေရတဲ့အတွက် live ထနာနောက်ကြတော့တယ်ဟိုမှာငါလည်းထွက်လို့ပြပါဒီကျွန်တော်ရှင်ပြန်နေရတော့၄ယောက်တွဲကျွန်တော်မြန်မာနဲ့ပြန်ဖြစ်ပါတယ်ဒါလို့မြန်မာက၈မှတ် VN က9မှတ်နဲ့ပထမပွဲငယ်ကိုဥဆောင်နေမြန်မာကဥဆောင်နေပါတယ်ခင်ဗျကိုစိုးနာ VN စာပစ်ပါခင်ဗျကျွန်တော် live လွှင့်နေတဲ့အချိန်မှာ message တွေကျွန်တော်တို့ reply မပြန်နိုင်လားအရှင်ခွင့်လွှတ်ထားလိုက်ပြီပါဒီ VN စာပစ်ထိုးမယ်ဒီလေးချင်းဆယ်တဲ့နေရာမှာ test ပြပြီးတော့မှကြာတော့တဲ့ VN ကအမှတ်ရရှိသွားပါတယ်ဒီ VN ကတော့9မှတ်ပါခင်ဗျမြန်မာ10မှတ်မှာတော့ဒီမှတ်သားနဲ့ဥဆောင်နေပါတယ်လူလေးဆလာတော့အမှတ်အခုမှဒါမြန်မာက10မှတ် VN က9မှတ်ပါခင်ဗျလူလေးစားပေးမွင်နာကြောက်ဓမတ်ပေးလိုက်ရပါတယ်ဒီကတော့ပဲဆွဲလို့ရမယ်ခင်ဗျဆိုတော့မြန်မာက9မှတ် VN က10မှတ်နဲ့မြန်မာက1မှတ်အသားနဲ့ဆက်လက်ဥဆောင်နေပါတယ်ခင်ဗျာဒါက VN စားပစ်ဟုတ်မယ်ဒီစင်ကိုတင်ထားတဲ့ရှိန်လေးအသားရလေးပဲကျွန်တော်တို့က back end နဲ့ချထားတဲ့အတွက်မြန်မာက1မှတ်ရရှိသွားပါတယ်မြန်မာကအခုလူစားလဲဖို့ကျွန်တော်တို့တန်စင်ထုံးနဲ့မျိုးလေးနဲ့လူစားလဲမှာဖြစ်ပါတယ်ခင်ဗျဒီမှာ10မှတ်ဒီနဲ့10မှတ်ဒီမှာဇင်ကိုစားပဲပါဇင်ကိုစားပဲထိုးလာတယ်VN fighter ဟုတ်တယ်အခုဆိုတော့ဒါတိုက်ထောက်ပြီးတော့မှကျွန်တော်တို့ဘက်ကိုပြန်ကြတဲ့အတွက် VN က9မှတ်ရရှိသွားပါတယ်ဇင်ကိုလိုက်တင်ထားတယ်ခင်ဗျရှိန်လေးတာယာလေးကျွန်တော်တို့ဘက်ကင်လေးနဲ့ပပနက်နော်ဒါဟိုတတ်ထားတဲ့အတွက်ကျွန်တော်မြန်မာကအမှတ်ရရှိပါတယ်လက်လောပွဲမှာတော့ကျွန်တော်တို့သိခံပြီးကြည့်ပေးပါခင်ဗျဒါမှလည်းဒီအစောပထမဆုံးပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့စီစဉ်ရတာဒီမှာအခက်အခဲတချို့ရှိပါတယ်အခုဆိုတော့မြန်မာစားပစ်ပါမြန်မာ17မှတ်ဇင်ကိုစားပစ်ကောင်းတယ်ဗျာဇင်ကိုစားပစ်ဒီရနဲ့အလေတိချင်းလာတော့ကြောင်ပြီးတော့မှကျွန်တော်တို့ဘယ်နဲ့ဖမ်းတဲ့အခါမှာနော်ရဲနော်မြန်မာက1မှတ်ထပ်ရရှိသွားတယ်မြန်မာ12မှတ်ဒီရနဲ့9မှတ်နော်
တန်းစင်တော့ first ball ဖမ်းလာတယ်ဇင်ကိုတင်ထားတယ်အာကြီးအပေါ်ကနေကန်တော့ခင်ဗျာအခုကျွန်တော်မြန်မာကတမတ်ထမှန်ရရှိဖြစ်ပါတယ်ခင်ဗျာဒီမြန်မာစားပဲပါအခုကျွန်တော်မြန်မာက73မှတ် VN 9မှတ်ပါခင်ဗျပထမပွဲငယ်ကိုတော့မြန်မာကဥဆောင်ထားပါတယ်ခင်ဗျစင်ကိုစားပဲပိုချင်းတင်ထားတယ် VN လိုက်တင်ထားတယ် VN fighter ကြောဘလော့တီးပြီးတော့ကျွန်တော်တို့မြန်မာကနော်အမှတ်တမှတ်ထမှန်ရရှိပါတယ်ခင်ဗျအခုကျွန်တော်မြန်မာက14မှတ် VN 9မှတ်ဟုတ်ကဲ့ဒုတိယပွဲကြရင်တော့ကျွန်တော်တို့ YouTube ကောဒီ Facebook ကောဒီတိုင်းနဲ့ live လွှင့်ဖို့စီစဉ်ထားပါတယ်ခင်ဗျာပထမပွဲငယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်ခိတ်တွေဖြတ်ရတာနဲ့ registration လုပ်ရတာနဲ့နောက်ကြတဲ့အတွက်သိခံပြီးတော့ကြည့်ရှုပေးပါခင်ဗျာဇင်ကိုစားပြီးဘယ်နဲ့ဖမ်းတဲ့ခါမှာလွင့်သွားတဲ့အတွက်ဒီလန်ကတမတ်ရရှိသွားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာစားပဲပါခင်ဗျာဇင်ကိုစားပစ်ထိုးမယ်ဒီတမတ်ကိုရရှိသွားပြီဆိုတော့ကျွန်တော်တို့မြန်မာကပထမပွဲငယ်ကိုနိုင်ပါပြီခင်ဗျာဇင်ကိုသားလေးကိုရတယ်ဗီယက်နမ်ကျော်ဘလော့ဂျားတွေကနေထွက်လာပြီးတော့ဗီယက်နမ်က17မှတ်မြန်မာ14မှတ်ပါခင်ဗျာဒီတမတ်ကတော့မြန်မာ receipt ကိုတခြားဖမ်းပြီးတော့မှတတ်နိုင်တယ်ဆိုတော့ကျွန်တော်မြန်မာကတော့ပထမပွဲငယ်ကိုနိုင်ရရှိမှာဖြစ်ပါတယ်ဗီယက်နမ်စားပစ်အောက်တက်ဗီယက်နမ်စားပစ်ဝေးသွားတဲ့မြန်မာက15မှတ်ဗီယက်နမ်17မှတ်နဲ့ကျွန်တော်တို့ပထမပွဲငယ်ကိုမြန်မာကနိုင်ရရှိသွားပြီပြောပါတယ်ခင်ဗျအခုပြန်ပွဲမှာပါဝင်ရှင်မြန်နေတဲ့မြန်မာအားကစားသမားတွေကတော့မျိုးလေးရှိန်လေးဇင်ကိုတန်စင်ထွန်းတပ်ပိုင်စိုးမြန်မာအားကစားသမားတွေကတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့မြန်မာမျိုးသားအားကစားသမား6ယောက်မြို့သမီးအားကစားသမား6ယောက်နဲ့ကျွန်တော်လည်းရှင်မြန်တာဖြစ်ပါတယ်မြန်မာမျိုးသားအားကစားသမား6ယောက်ကတော့အာကြီးရှိန်လေးမျိုးလေးစင်ကိုတပ်ပိုင်စိုးတန်စင်ထောတို့6ယောက်ပဲဖြစ်ပါတယ်ခင်ဗျနေတာလိုက်လွင့်တဲ့ဆမ်းမှုခက်ခဲတွေရှိတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုနားလေပြီးတော့ကြည့်ရှုပေးဖို့မြတ်တာခံပါတယ်
ဒါဒုတိယပွဲငယ်ဗီယက်နမ်စားပစ်ခင်ဗျမြန်မာရစီလုံးဖမ်းထားတယ်ကျွန်တော်တမတ်စတဲ့ဥဆောင်ရှိမှဖြစ်ပါတယ်မစင်ကိုဖမ်းထားတယ်ရှိန်လေးပရိုကန်နဲ့ပြန်ကြတယ်တော့ကြောဘလော့ထီပြီးတော့မှမြန်မာပဲကြားတဲ့အတွက်ဗီယက်နမ်ကတမတ်ရရှိထားပါတယ်ခင်ဗျာမြန်မာစားပစ်စင်ကိုထိုးထားတယ်ဗီယက်နမ်တင်ထားတယ်ဗီယက်နမ်ကြောဘလော့ထိတယ်ထိပြီးတော့မြန်မာနော်မြန်မာကြောဘလော့နဲ့ထိပြီးတော့မှဗီယက်နမ်ဘက်ကိုပြန်ကြတဲ့မြန်မာကတမတ်ရရှိထားပါတယ်ခင်ဗျအခုတော့မြန်မာတမတ်ဗီယက်နမ်တမတ်ပါခင်ဗျစားပဲပိုက်ထောက်ကြတဲ့အတွက်မြန်မာကဒီလိုမမှတ်ဗီယက်နမ်စားပဲပါဗီယက်နမ်စားပဲပွတ်ထားတယ်စင်ကိုဖမ်းပြီးတော့တင်ထားပြီးတယ်အာကြီးဟိုလိုက်ကန်ခင်ဗျာအာကြီးဟိုးမြင့်ပေါ်ကနေလိုက်ပြီးတော့ကန်ထားတဲ့အတွက်မြန်မာကတမတ်ထမှန်ရရှိသွားပါတယ်ခင်ဗျအခုတော့မြန်မာက3မှတ်ဗီယက်နမ်က2မှတ်ပါခင်ဗျအခုတော့စင်ကိုစားဖို့တိုက်ထိသွားတဲ့အတွက်ဗီယက်နမ်ကတမတ်ရရှိသွားပါတယ်ပြန်လဲစားပဲဝေးတယ်ခင်ဗျပြန်လဲစားပဲဝေးတဲ့အတွက်မြန်မာကတမတ်ရရှိတဲ့အတွက်မြန်မာက4မှတ်3မှတ်နဲ့တမတ်အသားနဲ့ဆက်လက်ဦးဆောင်နေပါတယ်ခင်ဗျဇန်ကိုစားပဲထိုးလာတယ်ဗီယက်နမ်ထောင်ထားတယ်မြန်မာကြောဘလော့ထိတယ်ဒီတော့လည်းဒီလိုမဲ့ဒီဘက်ကပြန်ပြီးတော့ဆယ်ရမှာဗီယက်နမ်ဘက်ပြန်ကြပြီးဗီယက်နမ်ကပြန်ဆယ်တာမှာမြန်မာကိုကြောပြီးမှဘေးကိုကပ်ဝေးသွားတဲ့အတွက်မြန်မာကနောက်ထပ်တစ်မှတ်ရရှိသွားပါတယ်ခင်ဗျအခုတော့မြန်မာက2မှတ်အသာနဲ့ဦးဆောင်နေပါတယ်မြန်မာ5မှတ်ဗီယက်နမ်3မှတ်ပါခင်ဗျနောက်ပွဲငယ်မှာလည်းမြန်မာကအနိုင်ရရှိထားပါတယ်စားပစ်စင်ကိုဖမ်းပြီးတော့အာယူတင်ထားပြီးလဲအာကြီးကန်ထားတယ်ခင်ဗျာအာယူဟိုကနေဖိကန်ထားတယ်ခင်ဗျဒီတော့မြန်မာကနောက်တော့တစ်မှတ်ရရှိသွားပြီးတော့မှမြန်မာက6မှတ်ဗီယက်နမ်3မှတ်မြန်မာက3မှတ်သားနဲ့ဆက်လက်ဦးဆောင်နေပါတယ်ခင်ဗျဇင်ကိုစားပစ်ယူထားတယ်ဇင်ကိုစားပစ်လိုက်တင်ထားတယ်ဝေးတယ်အခုဆိုတော့ဇင်ကိုစားပစ်ကတော့ပလက်ထပ်ပေါက်သွားတယ်ခင်ဗျဒီတော့မြန်မာက9မှတ်ဗီယက်နမ်3မှတ်မြန်မာက4မှတ်အသာနဲ့ဆက်လက်ဦးဆောင်နေပါတယ်ခင်ဗျ
တော့ဗီယက်နမ်စားဘက်ပါဦးဇင်းတော့ဗီယက်နမ်စားဘက်ပိုက်တူရတဲ့အတွက်မြန်မာကနောက်ထပ်တစ်မှတ်ထပ်မံရရှိသွားပြီဖြစ်ပါတယ်ခင်ဗျအခုဆိုတော့ VN Fighter Program မှာလုံးသွားတဲ့အတွက်မြန်မာကနောက်ထပ်တစ်မှတ်ထပ်မံရရှိသွားပြန်ပါတယ်ခင်ဗျဆိုတော့ဒုတိယပွဲကိုလည်းမြန်မာကအမှတ်ပြတ်နဲ့ဆက်လက်ဦးဆောင်နေပါတယ်ခင်ဗျဒီတော့ VN တိုင်းဘောခေါ်ထားပါတယ်ယခုဒီပြန်ဘက်မှာဆိုရင်ကျွန်တော်တို့အမှတ်ပေးစနစ်ကတော့15မှတ်မပြောင်းလဲပေမဲ့ကျွန်တော်တို့ဒီ defense လို့ tension ဘိုင်းမှာတော့နည်းငယ်ဒီစနစ်တွေပြောင်းထားတာရှိပါတယ်ခင်ဗျမြန်မာအတင်းနဲ့တစ်ဖက်ပွဲမှာရှင်ပြိုင်နေတဲ့ထိုင်းနဲ့စင်ကာပူအတင်းကတော့ထိုင်းက2ပွဲပြတ်နဲ့အနိုင်ရရှိသွားပါတယ်ဟုတ်ကဲ့အခုဆိုတော့မြန်မာက10မှတ်ဗီယက်နမ်က3မှတ်မြန်မာ9မှတ်ထိဖြတ်ထားနိုင်တယ်ခင်ဗျဒီစင်ကိုစားပြီးထိုးမယ်စင်ကိုစားပြီးဒီဟင်းငယ်ဝီးသွားတဲ့အတွက်ဗီယက်နမ်ကတမတ်ရရှိသွားပါတယ်ခင်ဗျာကျွန်တော်ဗီယက်နမ်စားပြီးပါဗီယက်နမ်စားပြီးဒါလေးထိုးတာတစ်စင်းကိုလွင့်နေတန်စင်ထုံးလိုက်ပြန်လာရှိလေးကန်နေကောင်းတယ်ခင်ဗျာရှိလေးတန်စင်ထုံးစင်ကိုရဲ့10ချင်းလွင့်သွားတဲ့ပုံမှာတန်စင်ထုံးလိုက်ပြီးတော့မှတင်ထားပေးနိုင်တဲ့အတွက်ရှိလေးဒါရာပဲတက်ပြီးတော့မှဒီတမတ်ရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့ပါတယ်ခင်ဗျာအခုဆိုတော့မြန်မာက17မှတ်ဗီယက်နမ်က4မှတ်ပါခင်ဗျာမြန်မာတင်းကတော့ဗီယက်နမ်ကိုအမှတ်တွေဖြတ်ပြီးတော့မှပထမဆုံးပွဲကိုအနိုင်ရရှိအောင်ဆွမ်းဆောင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကတော့ဗီယက်နမ်စားဘက်ဒါလေးပုတ်ထားတဲ့အတန်စင်ထုံးချက်ထိထားပြီးစင်ကိုတင်ထားပြီးအာကြီးကျော်ပြီးတော့3ရောက်တဲ့အပေါ်ကနေလိုက်ကန်ထားတဲ့အတွက်မြန်မာကနောက်ထပ်တစ်မှတ်ရရှိသွားပါပြီခင်ဗျတော့မှပြန်ကြသွားတဲ့အတွက်ဗီယက်နမ်ကတစ်မှတ်ရရှိသွားပါတယ်လောလောဆယ်တော့မြန်မာက12မှတ်ဗီယက်နမ်က6မှတ်မြန်မာက6မှတ်သားနဲ့ဆက်လက်ဦးဆောင်နေပါတယ်ခင်ဗျဒီဗီယက်နမ်
စားပြပါစားပြရတယ်စိလေးထိထားတယ်ဇင်ကိုလိုက်ပြန်အာကြီးကန်ထားတယ်ကြောဘလော့နဲ့ထိပြီးဇင်ကိုပြန်တင်ထားတယ်အာကြီးကိုပြန်တင်မိထားတယ်အာကြီးကြောဘလော့2ယောက်နဲ့ဘေးကနေလွတ်လွတ်ကျွတ်ကျွတ်ခွဲကန်သွားတဲ့မြန်မာကနောက်ထပ်တစ်မှတ်အမှတ်ရရှိသွားပါတယ်ဒီလိုမြန်မာက73မှတ်ဗီယက်နမ်က6မှတ်ပါဟိုကျွန်တော်ဒါတန်စင်ထောကလုံးစားပြထိုးမှာခင်ဗျတန်စင်ထောစားပြပိုက်ကောင်းထိပြီးတော့မှပြန်ကြတဲ့အတွက်ဗီယက်နမ်ကတမတ်ရရှိသွားပါတယ်ဗီယက်နမ်စားပြပါကျွန်တော်ဗီယက်နမ်စားပြထိုးမယ်ခင်ဗျကိုယ်ဗီယက်နမ်စားပြဒီ blogging 3ယောက်ကိုမကြော်ပါဘူးခင်ဗျာအဲကြောင့်မို့မြန်မာက14မှတ်ဗီယက်နမ်က9မှတ်ရောမြန်မာ game point ရရှိပါပြီခင်ဗျဆိုတော့မြန်မာကတော့ဗီယက်နမ်ကို2ပွဲပြတ်နိုင်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်တက်လုံးစားပြပိုက်ထောက်ပြီးတော့ဝင်တယ်ဗီယက်နမ်ပြန်တင်ထားတယ်လိုက်ကန်တယ်ဆိုတော့ကျွန်တော်တို့တက်ကျင်ထုံးရဲ့သုံးသက်စားပြနဲ့အတူမြန်မာကဒုတိယပွဲငယ်ကိုထပ်မံရရှိသွားပြီဖြစ်ပါတယ်ခင်ဗျဆိုတော့မြန်မာ15မှတ်ဗီယက်နမ်9မှတ်ပါခင်ဗျအားလုံးဝါဒတိုင်းပြည်သူများအားလုံးပဲမြန်မာအသင်းဂျူးသားအားသုံးမှုကိုနော်အားပေးကြည့်ရှုရင်ကျွန်တော်တို့လည်းအတူအားပေးကြအောင်ခင်ဗျကျွန်တော်တို့လိုက်ထုတ်တဲ့မှုကိုခဏနားပြီးတော့မှကျွန်တော်တို့နောက်ပွဲတွေမှာဒီတဲ့ပုံပြီးတော့မှထုတ်လွှင့်နိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ခွင့်ပြုပါခင်ဗျအားသာဝါသနာရှင်ပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျ